ငါမရှိမဖြစ်ဘူးဆိုတဲ့ဒကမာကြီးတွေငါမရှိမဖြစ်ဘူးဆိုတဲ့ဒကာကြီးတွေသေကြည့်လိုက်9ရက်များများမသိနဲ့အမလေးရှစ်သမလေးဖြစ်နဲ့အောင်နေအောင်မြည်အောင်ဖြစ်သွားသေးတယ်နောက်ပိုင်းတိတ်အထင်ကြီးတာမရေးသားရဲ့ကိုတိတ်အထင်ကြီးတာဒီအိမ်မှာတဲ့ငါမရှိလို့မဖြစ်ဘူးတဲ့အမေငါမရှိနေလို့ဘာဖြစ်သွားမယ်ထင်လဲတဲ့ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးသိကြည့်ပါလားသူ့ဘာသူဖြစ်သွားတာပဲဖြစ်သလားမဖြစ်ဘူးလားဒါကြောင့်ဆိုကြည့်သားမှာငါမရှိလို့မဖြစ်တာအထင်ကြီးနေတာငါအမှားပါငါမရှိလို့မဖြစ်တာအထင်ကြီးနေတာငါအမှားပါတရားအထုတ်ဖို့သွားသူများလာခေါ်တယ်ပထမတော့အစောတုန်းကတော့မသွားခင်တုန်းကတော့လိုက်မယ်နဲ့ဟုတ်တိပတ္တိနဲ့အနာနီလို့သွားခေါ်တော့သွားပါတော့တဲ့အိမ်မှာကငါမရှိလို့မဖြစ်ဘူးတဲ့အောင်မတော်အထင်ကြီးတဲ့လူတွေဟိဖြစ်တယ်ဖြစ်သလားမဖြစ်ဘူးလားတချို့ကလည်းပြောတယ်သူမရှိရင်လည်းမဖြစ်ဘူးတဲ့ဘာတယ်လဲဘယေသားနေရတရားအထုတ်မလို့သွားမလို့လားတဲ့ဟုတ်တယ်မင်းမရှိမဖြစ်ဘူးလေတဲ့ဟောသူများသွားအာကိုနေပြန်ဟောသူမရှိလို့မဖြစ်တာအာကိုနေတာငါအမှားပါသူမရှိလဲဖြစ်တယ်သူမရှိလဲဘာဖြစ်လဲငါမရှိလဲအဲ့ဒါလေးမှတ်ထားဘုရားတို့ဘုရားသားရဲ့ဒီဓမ္မောဒရတရားစေတောက်ဖို့ကြရင်လေဒီရိတ်တာတရားစကားတောက်ဝင်ဖို့ဆိုရင်တွန်းဆုံနဲ့တီကောင်စားနဲ့တို့ထားသလိုပဲတီကောင်စားနဲ့တို့ရင်ဘယ်နဲ့နေလဲတွန်းပြီးတော့လိန်နေတာပဲမဟုတ်လားအဲ့ဒါတရားအားထုတ်ဖို့တရားအားထုတ်ပါဒီမှာဒါနတွေဘယ်လောက်လုပ်လို့သီလတွေဘယ်လောက်လုပ်လို့သမထတွေဘယ်လောက်လုပ်လို့နိဗ္ဗာန်မရနိုင်သေးဘူးနိဗ္ဗာန်ကိုဝင်တဲ့လမ်းကြောင်းကပိယတာအစုံလုပ်ရတယ်ဒါနကောသီလကောသမထကောဝိပဿနာကောဒီလိုမို့လားယတဒါနေနသီလေနဘာဝနာယခယနိဗ္ဗာန်ပါပုဏ္ဏန္တိဒါနတွေလုပ်ပြီးပြီပဲ။အိုးကိစ္စမရှိဘူးတရားအထုတ်တာအေးစေစေအသက်80 80အမေကြီးကိုဘိုးကြီးကိုဖြစ်မှအမလေးသွားမမျောနဲ့ပရိသတ်အနာဂတ်ကိုမပိုင်ဘူး။ပိုင်သလား။